MS AI MS guys Game 2 Nico Salina နော်ဖာစားတော့ဒီမှာ purify လေးနဲ့ပဲစော့တာနော်လုံးဝအန်တိုင်းမင်းနိုင်မို့လိုအပ်လာတဲ့ပွဲကြတော့ဆလီနာတွေပဲထုတ်ချကုန်ပြီဒါကြီးကဲဆိုတော့နော်ဒီပွဲသာမက်သစ်စီအနေနဲ့နော်ကျွန်တော်ရှုံးသွားခဲ့မယ်ဆိုတော့ pressure ကြီးနဲ့ game 3တော့ဆော့ရတော့မှာနော်ဒါပေမဲ့ AI ကိုတော့ကျွန်တော်တို့ပြန်နိုင်သွားမယ်ဆိုတော့1-1ဆိုရဲတေးရလက်လေးကိုပုံပေါ်ပြီးတော့အနည်းဆုံး game 4ထိတော့ကြည့်ရမယ်ပေါ့နော်ဒီနှစ်သင်းကလည်းရှုံးရင်တော့အဲ့လိုမျိုးဒီ MSC သွားဝင်ရမယ်ခွင့်ရေးကြီးကဆုံးရှုံးရမှာဆိုတော့ရေကုန်ရေကန်းတွေချကြအောင်ပါပဲဗျ game number 2မှာလည်း drop bit အားဖြင့်တော့ဂျန်ဂလာနှကောင် assassin နေမဲ့ game 1တော့အတိုင်းပဲ AI တော့ကတော့ game 1တော့ drop bit 3កောင်ပြန်ပါတယ် main နဲ့ကျွန်တော်တို့ mass man နဲ့နှကောင်ပဲချိန်သွားတာပြိတ္တာကဲနော်ကျွန်တော်ဒီမှာdisplay လိုက်နေပြီကဲပေးရဆောက်တော့ quick share တော့နောက်မှာဘိုးရဲကန်နဲ့နှကောင်ပေါင်းတော့ဆော်ထားနေပဲ level 4တွေပါတွေကတော့နော်ဂျန်ဂလာနှကောင်မှတော့မရသေး ready ပေါက်မလားပေါက်စားပလိုက်တယ်ဒါကြီးနော်ကဲအေးရောက်ပါပဲနော်အခုလောဆယ်ကတော့ပုံမှန်လဲ1-1နဲ့ Branger နဲ့ပဲနော်1-1လဲ Inspire Timing ဘာညာတော့နဲ့တော့ like ဖဲတာဒီဘာတွေကတော့ Selina Arrow ကတော့ဂျားတွေကနေဖြတ်သွားပြီဆိုလဲအရင်တော့မလုပ်တော့ဘူးနော်ဒီ Walking Grad ကတော့အချိန်နည်းနည်းလေးကုန်နေပြီနော်ဆိုတော့အဲ့မှာလဲ PS ဖဲရအောင်တော့စားဝိုင်းနေပဲ AC လေးပဲပြန်တော့ 4 back လောက်ထားပါတယ်ဆိုတော့10မိနစ်ကျော်2မိနစ်အနေထားတစ်ခုမှာတော့ပွဲလေးကနည်းနည်းလေးတော့ငြိမ်နေတော့မဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ Alita ရဲ့ဒါ Granger နဲ့နော်ကျွန်တော်ဒီဘက်မှာ Zippy ရဲ့1-1လေးကလည်းနှစ်ကောင်သားကိုတီရှင်ထိန်းနေအနေထားပိုင်းလေးလည်းရှိတယ်ဗျာပေါ့ပါပဲပြတ်တယ်လောက်မှာပဲဟဲမနေတာနော်အခုလောရတော့ jungle လေး fan အောက်မှာလေ hero နဲ့နော် 4BS ဆိုတော့နည်းလေးတော့ငြိမ်နေနေတာတော့နော်ဂိမ်းနံပါတ်2ကနည်းနည်းလေးပြန်အေးသွားတယ်လိုက်လည်းမချတော့တာတယ်လောက်ကြရင်တော့ကျွေးမလားမသိဘူး level 4ပါညာတော့ဒီဘက်မှာခွန်နဲ့ Messi နှစ်ကောင်သားကတော့ fan နေတော့မယ် offlane မှာခြုံနှန်းဝင်လဲသွေးပြန်တက်တာဆိုတော့ hater အနေနဲ့တော့ AC ပဲသွေးလျှော့ခံလဲအဆင်ပြေတယ်အပေါ်လည်းမှာလီဒါနဲ့ Zippy နဲ့နှစ်ကောင်ကလည်းနော်ကိုတီလေးခြုံနေကနေပဲ Cree လေးစားရုံမှာဘာမှတော့မလုပ်ပါဘူးဆိုတော့ဒီဘက်မှာ Tate ကိုတော့ join စတော့လုပ်တယ်ဟိုဘက်မှာ Title Strike hater နောက်ချက်ဒီကြောင့် PS တော်တော်လေးတော့ရုံးကန်နေရ arrow တစ်ချောင်းသွားမှန်နေနေတာဒီ Tate ကိုအရန်နေလိုချင်သွားတယ် PS နေနဲ့မြိုက်20ဖြစ်သွားရင်းနဲ့ပဲ Fab Black ကိုပဲပေးထားပြီ Tate လည်းပေးရမယ်အခက်မသိလို့ရှိရင် Blue Buff တွေပါအတိုင်းခံရမယ်အနေထားနော်ကဲနော်နည်းနည်းလေးတော့မှားသွားပြီသူကဘေးမှာလဲသူ့နောက်မဲ့ကောင်တွေကဝိုင်းနေတဲ့ကိစ္စကိုဖာစာဖဲတာ air strike ကတော့နီကိုနေနဲ့ flicker လေးတော့ခုံချောင်ထားတယ်ဗောနော်blue bat သွားမစားမင်းနဲ့တစ်ဖက်ကဂျန်ဂယ်အသေးလေးတွေသွားကြိတ်တာဗျနော်ဆိုတော့အောင်လန်းမှာတော့တာတယ်ပေးလိုက်ရတယ်နော်ကျွန်တော်တို့ fab black လေးပေးလိုက်ရတယ် PR ဆာရဘူးသား Selina Arrow တွေကတော့တော်တော်လေးတော့သတိထားစရာတော့ဖြစ်နေပြီညီကိုတို့ Emily တစ်ဖက်မှာ retreat ပေါက်သွားတယ်ဟော PS ကလည်း retreat ပြန်ပေါက်နေရောင်းနှစ်ကောင်သားကတော့ retreat ဂျန်ဂယ်အသေးဆိုရင်လည်းအသေးပဲထောင်နဲ့ထောင်ပဲဒါကြီးသူတို့ကဒီ minute တွေရာသိမလား9မိနစ်မတိုင်ခင်ကဒီ cree လေးနဲ့ပဲအသက်ဆက်နေရတော့ဟုတ်ဒီကတော့နော်အကြီးကလည်းလာတိုင်းဖို့ကတော့မရှိပါဘူးဒီနေထားနဲ့ကနော်ဆိုတော့အသေးလေးပဲ report စားပေးတိုင်းလည်းပဲကန်နီနဲ့တော့ဘာဖြစ်စင်ပြေတယ်ပဲပြောရမှာတက်လေးရတာတွေတစ်ဖက် jungle လေးလည်း fan ရတယ်နော်ဟာရဘူတာအနေနဲ့တစ်ခေါက်တည်တာဆိုတော့ဒါနဲလေးသတိထားမှရတော့မယ် Tsunami Slam Purify နေထားနေမှာတော့ Zippy သူပြေးလာတာဗျာနော်ပြစ်ဖို့အတွက်ဒါမှမလဲကျွန်တော် Alita အနေနဲ့တော့အရင်ကြီးပေးမနေဘူးဗျာနော် Purify နေပါတယ်တခါလေးပဲပေးပလိုက်တယ်ဒါတည်းရတယ်ထွက်ဖို့တော့က second ကျွန်တော်80လောက်လူနေသေးရဆိုလေဒီချိန်မှာပေးချင်တော့ပေးလိုက်လို့ရတယ်ဗောနော် Tsunami Slam ကကူးတော့ပြန်လဲပါတယ်ဆိုတော့ဒီဘက်မှာ Red Buff Blue Buff အပြည့်စုံနဲ့ Candy နဲ့ Battery တော့ထပ်ပြီးတော့ချနေနေတဲ့ပုံပဲနော်အောက်လမ်းမှာလည်း Messi နဲ့ offlane နေတော့မပါပါဘူးဒါတည်းကတော့ဒီခါမှာ goal lane မှာပေါ်မှာပါဆိုတော့ lane လေးပါလေးနည်းလေးဆွတ်ချင်လာပါဗောနော်အဲ့လိုမျိုးလေးတွေရှိတယ် Purify တော့တန်ပါတယ်เนาะဒီဘက်မှာ Clear တွေရော Selina တွေရောဆိုတော့ညာ leader အနေနဲ့တော့ Purify เนาะ Oh my Jenny လေ Purify ပဲဗျเนาะပုံမှန်ဆိုလို့ရှိရင်တော့ Granger တွေက Flicker တွေနဲ့ပုံမိုက်တာသိရမလား Flicker တွေ live ပစ်တာတွေပါတယ်ကဲဆိုတော့ arrow တွေကတော့ everywhere ပဲ threat တွေချတယ်ခြုံနေစစ်တယ်เนาะဘူရဲဖမ်းတာပဲဖြစ်ဖြစ် arrow တစ်ချောင်းထိသွားတာပဲဖြစ်ဖြစ်ဒီဈေးပဲနဲ့เนาะကျွန်တော်တို့ပေးခံလိုက်ရမယ်ဆိုတော့ AI တော့ကတော့ပြက်လောက်တယ်နော်ကတော့ကချာရီပိုင်းတော့ဒီကောင်လေးအထာထားတော့မဟုတ်ဘူးဟိုမှာ Latifine ပေးနေလိုက်နေပြီ Black သွေးတဝက်ကျော် Arrow တစ်ချောင်းလွဲမနော် Tsunami Slam ထပ်ပေးတိုင်းနဲ့ဖြတ်နေတယ်မပြောက်အောင် Avada the Guardian လေးနဲ့ပြေးခွင့်တော့ရသွားသေးတယ်ဗျ Avada the Guardian မထွက်အောင်နော်တော်တော်လေးတော့အရင်များတယ်အဲ့နေရာတွေကနော်တော်တော် timing လေးဖြစ်နေတာဆိုတော့ကဲ Black အနေနဲ့တော့ Revitalize လောက်နေပဲနော်အိမ်ပြန်ဝင်တော့ရသွားတယ်ဆိုတော့မှတတေရောထက်ချပစ်ပါအောင်ဟာဒါတော့ quick share လေးပေးထားတယ် join တော့ Latifine ပြီးလေးနဲ့ရက်တော့စောင့်နေတယ်မနော် Haruza retribution လာပေါက်ပေးမယ်စောရတယ်အော်ပြရကဟီရိုကေးပါပေးလိုက်ရတာဆလီနာကုတ်တော်ကြီးနားလိုက်တာတာကြီးဟာနားရောက်လာတာနဲ့ချက်ချင်းပဲအကုန်လုံး damage တယောက်တော့ဝိုင်းပေးတာဒီဈေးပဲမလိုဘူးနော်သူကလည်း ready ပေါက်ဖို့အတွက်ကနော် ready ခလုတ်လေးကလည်းနှိမ့်နေရသေးတာဆိုတော့ short ရပါတယ်ညီမလိုဘူးလည်းမရခဲ့လို့ hero နဲ့ sacrifice ဖို့မလိုတာ
လုံးတော့မလို့အမှန်တိုင်းပြောတော့ပေးလိုက် တရဝိုင်းတော့သူသေးဝါနဲ့မတန်တော့ဘူးဗျာသေးတာ အခုဆိုရင် blue bag တွေပါထပ်ပြီးတော့ပေးရတော့မယ်အနေထားတစ်ခုနောက်မှာ blue bag လေးတော့ oh my genie နော်ကျွန်တော်ရအောင်တော့စားရပါသေးတယ်ဒီကတော့ကန်နေနဲ့လေဟာရမဇာမရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့တွေးလို့ရတယ်လို့တစ်ဖက်မှာလည်းနော်ကျွန်တော်ကန်အောင်မပေးလိုက်ဘူးရတယ် oh my genie ရရင်တော့ပြီးရောဆိုတဲ့ပုံစံမျိုးလေးတော့စိတ်ဖြေပြောက်လို့ရတယ်ပေါ့ဗျာကဲပြနေပြီနော် online မှာတော့တာဝါလေးတစ်လုံးလာကာဖို့တွေရှိနေနေပဲညာ AI နေတော့ Air Strike လောက်နဲ့ကာမယ်ဆိုရင်တော့ရလာတယ်Air Strike နော်မတိုင်းမ Tiger Strike နဲ့ဖြတ်ထားတယ်နော်မ Tsunami Slam ပေးတော့ပေးနိုင်မ Purify တော့နှိပ်လိုက်ရတယ်ဗျနော်မ Join နဲ့ Let Fine ပြီးတွေပိုင်းနဲ့နော်ဟန်ရေးပြနေတာဆိုတော့ Oh my genie ရန်ကြီးတော့ပေးမနေပါဘူးပထမတော့ तू မပေးချင်ဘူးပေါ့နော်မ Join နေပါနေမြင်လိုက်တော့ तू မဖြစ်မနေတော့ပေးလိုက်ရတယ် Walking Crop တော့ Ready Power နဲ့ Harbour Quick Shadow Nico တော့အကုန်လုံးကာတိုင်းမှာ Shadow ကြီးတော့ပိုင်းနေနော်မ Follow Damage ကမပေါဘူးဆိုတော့ပြတ်တာတော့မပြတ်ပါဘူး Harbour သူကိုယ်တိုင်းလည်းမွတ်နေတာဆိုတော့ Damage ကမထွက်ဘူးဖြစ်နေနော်ပြီးတော့ညာနှစ်ခါတီရတဲ့ impact တွေကလည်း damage အများကြီးတော့ထုတ်ပေးနိုင်အောင်မဟုတ်ဘူး PS အနေနဲ့တော့ဒီထက်ပိုပြီး fan အောင်မယ်CP11 လေးကတော့ phobia ထုတာတော့ခံနေရပြီလေပေါ်တက်တဲ့ခလုံးမနေရင်လဲနော်1နဲ့တရားတွေတော့ဖြစ်သွားတော့မှနော်မတော့ tsunami slam ပေးမလား phobia ဇက်တိုက်တွေထောင် feather air strike နဲ့ပေးတယ်ညီတို့နော်ကျွန်တော်တို့ဘိုးရဲနေလဲသူက tsunami slam မရှိတာ bro အဲ့မှာတော့ join electrify me နဲ့ oh my genie လေးတော့ပြန်တော့ကောက်ပေးထားလေးတော့ကောင်းတယ် Messi လေးမထက်ရမလားကန်နေနဲ့ဆက်တော့မလုပ်တော့ bucket တွေလာပြီ heater လည်း back line နဲ့ဝင်လာမယ် Nico arrow တစ်ချောင်းတော့Yes arrow လေးတစ်ချောင်းမှန်သွားပြီဒါမဲ့လည်းသူ့အနေနဲ့မှန်သွားတာ refer line နဲ့ black ကြီးဖြစ်နေတာဆိုဝင်တော့မကောက်နောက်တစ်ချောင်းထပ်ပြတယ်ဂျားတွေကထွက်သွားတယ်နော်မခုံနေနဲ့ကဂျားညံ့နေပြီ Messi အသီးသီးတော့ပြန်ထိတ်ထားတယ်မနော် offlane နှစ်ကောင်နေနဲ့ကိုတီပါပဲဟုတ်တယ်နော် okay ဆိုတော့ PS က arrow သွားမှန်တာတေတာဗော Nico arrow တွေကကောင်းလိုက်တာကွာအလီတာကြီးကိုသွားမှန်တာ arrow ကြီးကနော်အရေးကြောင်းကြုံလာရင်တော့ထွက်လာပြီစလီနာတွေကဟမ်ဟုတ်တယ်ကဲ blue bag လေးနဲ့เนาะ data လေးနဲ့ကတော့ trade ရမယ်ဒီဘက်မှာတော့ blue bag ကိုတော့ PS အနေနဲ့ quick share တွေပါတယ်ပေးပြီးတော့စားဝိုင်းနေမယ်เนาะမကန်သူ blue bag လေးပါသွားတာတော့တီလားတော့မသိဘူးเนาะဟိုဘက်မှာလည်း open chain အနေနဲ့တော့ blue bag လေးတော့ပြန်ကာပေးထားပါတယ်ဆိုတော့ Harabuza ကတော့ဒီအတိုင်းပဲ recover ဖြစ်ဖို့အတွက်တော်တော်ကြီးတော့ fan နေရတယ်ဗောနော်သူ့အနေနဲ့လာချင်းမှာနှစ်ခါဖြတ်တီးတာနှစ်ခါတီးတာဆိုတော့ပတဲကိုလုံးဝမလာတော့ဘူးအပေါ်လမ်းမှာတော့ tower တွေဘာတွေချိုးပြီးတယ်ဟုတ်တယ် family ဘာလေးလုတ်ပေးနိုင်တဲ့အနေထားလေးပဲရှိအောင်ပါ PS ကအများကြီးတော့ပို့လို့မရဘူးကန်အနေနဲ့ကတော့ electrify ပြီးနေပြီးတော့ပြေးသွားသေးတယ်ဗောနော် join ကိုဖမ်းဖို့တော့ခက်ပါတယ်တေချာရဲ့ disable မပါရင်ဗောလေအပေါ်လမ်းမှာလဲဒါ zippy လေး item လေးတစားစားရလာလေးလည်းမြင်ရတယ်ဗောနော်ကျွန်တော် attach ကတော့ဒီတက်ပို့ပြီးများလာတော့မှဒါပေမဲ့ तू ကြောက်တာ Messi လောက်ပဲဘလို့နော် zippy ကောင်တာ Messi လိုဖြစ်နေတယ်ညီကိုချင်းစိတ်ဆိုးအောင်ဘာတွေများလှုပ်ထားလဲမသိဘူးနော်နည်းနည်းလေးတော့ AI တော့ခတ်နေပြီပဲပြောရမှာနော်ဒီဘက်ကောနှစ်ကောင်လုံးဟုတ်တယ်ဗျာနည်းလေး pressure ပေးထားနိုင်တဲ့ mic စီးအနေနဲ့တော့ရာ game 1ပဲရှုံးတာဆိုတော့လေနော်ဟိုဥစားတော့မဖြစ်ဘူးရာ game number 2မှာတော့ရာ leader လေး arrow လွဲသွားပြီညီကိုထပ်ပြုံးမှာနော် arrow ကသူချိန်နေတယ်ဘယ်သူပြင်ကောင်းလဲသူချိန်နေကိုတို့ Title strike ပေးမလား arrow တစ်ချောင်း okay ရှေ့ရကောင်ပဲမှန်သွားတာပါအကြာကြီးတော့မစတန်သွားဘူး AC ပဲ arrow တစ်ချောင်းဟာထပ်စားပြန်ပြီနည်းနည်းတော့များသွားပြီနော် Dark Way နော်ကျွန်တော် zippy immune သုံးလိုက်တယ်ပေါ့နော်ဟိုးဘာမှလဲဒါ black အနေနဲ့ return တွေပါခေါ်ဖို့အတွက်ဆန်လီလာ arrow တစ်ချောင်းသွားတော့ man နေတော့ Title strike တော့မပေးလိုက် leader မှာ purify ရှိတော့သိလို့ဆိုတော့ I'm like ခုလောတော့ magic အနေနဲ့ phobia ကတော့ပြင်းဝင်ပေးနေ feather air strike ဒီကြားမှာ zippy ထပ်ကြဝိုင်းနေပဲနေရနားလေးကနေကပ်ပတ်တယ်ဆိုပေမဲ့နော်တခါတည်းပဲဖြတ်ခံလိုက်ရတာပါ feather air strike damage နဲ့နောက်ဆုံးမှာတော့ magic လေးကတော့နှောက်ပေးနေတော့မယ်တေတော့တည်သွားပြီဗောနော်1 for 2 trade ဘိုရဲနဲ့ zippy နှစ်ကောင်ရလိုက်တာလေးတော့မစိုးတော့ကန်အကုန်လုံးတော့ထန်းနေပေးရတော့ join နေနဲ့ let fine ပြီးနဲ့အလီတာနောက်ပြေးကတ်ချင်ပေမဲ့အလီတာပြန်ထုချက်နေအောင်မရသေးလား oh my jenny ပြန်ပတ်တယ်အလီတာဘာတက်နေဝိုင်းနေမကောင်းလိုက်တဲ့ကန်အကုန်လုံးသူတယောက်လည်းမဖြည့်ရှင်းသွားတာ top ပကေးပိုင်းကန်နဲ့တူပဲသူ join ရတော့ bro level တခုမှတော့ရှိနေတော့မယ်ရှုံးတဲ့ပွဲတွေသာရှိတာနော်ဟုတ်တယ်နော်402တကယ်ထန်းနဲ့ join လောက်သွားကြတာကဲဒီဘက်ကလည်းနော်တင်နေတဲ့ timing နဲ့ လော်လေးကတော့ပြရမလား PS ကိုပုံမှန်မြင်တော့ပိုင်းနေတယ်ခွန်နေနဲ့ flicker လေးခုံရတယ်ဗောနော်ဆိုတော့အောင်လန်းကလော်လေးပါထက်ရပြီဗျာအော်တိုက်ရဒီဘက် zippy ကျိုးနေတော့လေမကန်ကြီးကမရုံအားစစ်တွေပြတယ်နော်ပြတယ်နော်ဒီဘက်နီကိုလည်းပါတယ်နော်နီကိုအဲလိုတွေကလည်းတော်တော်ကြီးမှရပတ်တယ်နိုင်မှုအတွက်နော်အများကြီးထောက်ကူဖြစ်သွားတယ်ပဲပြောရမှာနော်တကယ်ကောင်းတဲ့မန္တလေးသားညီတို့အေးနော်ဒီနီကို arrow တွေမှန်နေတိုင်းသူ့လည်း appreciate လုပ်ရမှာဒါပေမဲ့အရင်ကြီးတော့မလုပ်ရတဲ့အတိုင်းဘယ်ချိန်ထပြီး record ပြပြီးမှားမလဲမသိဘူးနည်းတော့လန့်တယ်ဒါပေမဲ့ဒီပွဲတော့သူထမ်းပေးတယ်နော် arrow လေးနေနဲ့ကန်အောင် solo ကြီး Cherokee ပိုင်းလိုက်တော့ပြတ်ပါမလားနော်ကျွန်တော်ကန်အနေနဲ့တော့ AC ပဲဗျာအမင်းရဲတယ်ဟိုနင်းပြီဒီပွဲကတော့သူ join ရနော်ဒီပွဲကျွန်တော်ပြောတယ်အရင်အချိန်နေမကောင်းဘူးနော်ကောနှစ်ကောင်ကကျိုးနေတာဆိုတော့ညာ damage ကတော့ oh my genie ရှိရပဲမျောလင်းလို့ရအောင်ပါဒီချိန်က
အလီတာရဲ့ grand ညာကလည်းနော် item ဘိုင်းဆိုင်ရာမှာနည်းနည်းလိုအပ်ချက်တွေရှိသေးတယ်ပြောနေနေတော့ခွန်တော့ feather air strike တွေနဲ့ဆိုတော့ပြတ်တယ် bro အိုးမိုင်ချင်းနေရှိရဲ့နော် damage ကတော်တော်လေးများပါတယ် bro ဒါဗလန်ပြောသလိုပဲတော့1-1တို့ပါလို့ဆိုလဲတခြားကောင်ကြောက်ကြမလို့ bro အိုးမိုင်ချင်းနေပဲကြောက်ရတာ join let find beat နော်မကန်နေနေတော့ဒါလေးပဲပြန်ပန်ထိုင်းတယ်လေလန် first hour တော့ယူထားတယ် Selena Arrow နည်းနည်းလေးတော့ကတ်လွဲသွားတယ်ပေါ့နော်ဆိုတော့လဲ first hour တော့အရင်ကြီးတော့ဘာမှမဖြစ်ပါဘူး mega ရှိပါကြတော့မရပါဘူး။ကြာစပီမပြစ်နိုင်တာလဲ Father Fun နေလို့လဲပါတယ်။ခုနကတေသွားတဲ့ခေါက်လဲနော် Feather Air Strike နှစ်ချက်လောက်ဆင့်ထိသွားတာ ਨੇ ။ကြာ Phobia ဝင်ထုသွားဆိုတော့ဒီဘောလည်းမတက်လိုက်။ဒီဝက်စပီကတော့ရရင်တော့တာလာတဲ့ထဲမှာတော့မပေါဘူး။ပြောနေနေတော့ Nico လေးတော့ယာထားသေးတယ်နော်တစ်ဖက်က Jungle လေးကိုသွား scout လိုက်တာဥမာဂျန်နီ Feather Air Strike နေနေပဲဖြည့်ရှင်းနေတယ်။အဲ့လိုကေးတစားတစားပြန်ပေးရမယ်ဆိုတော့မသိစီတိုက်ရမ်းချင်နေမကောင်းတော့ join လည်းဥမာဂျန်နီလေးတော့လိုက်ရှာဖို့လိုပါတယ်။သူအများနဲ့လည်းရှာနေတာပေါ့နော်။ကြပါတယ်နီကို shutdown ကြီးတွေပါလည်းမဟုတ်ဘူးဆိုတော့တေရင်တော့တေလို့ရတယ်နောက်က3000လေးတာနေတော့မဲပေါ့နော်ဂျူဒီယာsecond tower လည်းလောက်ပဲရှိရတော့ဆိုတော့ပြဿနာတော့မရှိဘူးတေရင်တော့ဖြတ်လိုက်လို့ရတယ်အဓိကကန်တို့ဘာလို့မတေဘူးတော့လိုတယ်ပေါ့နော်ကန်တို့ဘာလို့တေသွားရင်တော့အမျိုးတို့ဖုံတော့ပြောင်းလဲသွားနိုင်တယ်အခုကကောတွေကအစမပြေသေးဘူးဆိုရင်အဲ့လို shutdown ကြီးတွေရနော်ပြန်ဖန်းဝင်ရအချိန်ရတာပါညာနဲ့ဆိုရင်တော့ဒါ AM ဘက်ကတော့ခွင့်ရေးပေးသလိုတော့ဖြစ်သွားနိုင်တယ်ကဲဆိုတော့ပြောနေတယ်အော်လည်းမလောရလေ10မိနစ်လောက်လိုနေနဲ့မတော့ Title Strike Flicker Tsunami Slam Feather Air Strike နဲ့ပြန်ထောက်ပေးမယ် Oh my Genie ကိုဒီခါမှာရောက်တွေ့သွားသေးတာเนาะဟိုဘက်မှာလည်း Magic နဲ့1-1 level တက်သွားနေတာဒီမှာတော့အကိုကြီးကတော့ပြန်ရှင်းပြီဟိုဘက်မှာလည်း Cherokee ပိုင်းလာတဲ့ကန်အနေနဲ့နောက်ဆုံးမှာကြာဝိုင်းနဲ့ shut down ကြီးအဲ့ဒါလေးတော့မစိုးအလီတာကြီးပါပေးလိုက်ဆိုတော့မတန်တော့ဘူးမကောင်းဘူးเนาะဆိုတော့1 minute 3 trade time မှာတော့လည်း Black နဲ့ကျွန်တော် Harabusa PS နှစ်ကောင်ပဲကျန်တော့နေတာဒီမှာတော့အလေလန် second ကြီးထပ်ပေးရဖို့တော့ရှိတယ်ပေါ့เนาะ Mega ကတော့ရှိတော့ကြံအောင်မယ်နဲ့တူတယ်အလေလန်မှာရှိတော့ကြံအောင်ပါရှိတော့ကြံအောင်မယ်12မိနစ်ကမပြေသေးဘူးဆိုတော့လေ arrow တစ်ချောင်းလောထွက်တဲ့တိုင်ပဲမဟုတ်တာလေးပဲ AI တော့ကကန်ကောင်းသွားတယ်လို့ပဲပြောရမှာ bro ဒီတစ်ခေါက်ကတော့ဟိုက Mathis ကစာတက်သွားပြီ bro ရှေ့ရကောင်နည်းနည်းလေးဖမ်းပြီးတော့ဘိတ်လိုက်တယ်ပြီးရင်သူက Oh my Jenny က Feather Air Strike ကရက်ကျေးရတာဆိုတော့အဲ့ကောင်ရှာလာရောက်ရင်ဟုတ်တယ်ပြီးတော့ Purify နဲ့ဆော့တာဆိုတော့အင်းအရန်လွယ်နေတာတကယ်အနားရောက်သွားလို့ရှိရင်တော့ဒီ Fasa ကနော်ဘလို့မှလွတ်တော့မှမဟုတ်တဲ့နေတာဆိုတော့ position တွေပါတွေကတော့တော်တော်ကြီးသတိထားရမယ်သူသဖြင့်နော် Oh my Jenny Feather Air Strike ကောင်းခင်းဝင်ရအောင်ဘေးမှာတယောက်လောက်တော့ရှိနေပေးမှရအောင်ဆိုတော့ join တော့ကတော့သိရမလား plan ဟာဟို join တော့ကတော့အရန် mobility မြင်တဲ့ hero ဆိုတော့ Oh my Jenny နာကတ်ဖို့ကမခတ်ဘူးတာကြီးတော့ dash 2ချက်3ချက်လောက်ဆင့်ပြီးတော့ပေးနိုင်ရပြီနော်ပြီးတော့ဒီဘက်လီဒါတို့ PS ဆိုတာအဲ့လောက်ကြီးမကြည်ပေးလဲရတယ်ဆိုတော့နော်အဲ့လို Oh my Jenny လေးကိုနည်းနည်းလေးကြည်ပေးပြီးဆော့မှတော့ရSelena Trap Arrow အောင်နောက်တယ်နောက်တယ် Selena ကြီးကလောထွက်တဲ့ diamond ဆိုတော့ပိုတောင်ဆိုးသေးတယ်ဗောနော်မားလို့မရအောင် Arrow တစ်ချောင်းအောင်လည်းဖြည့်သွားနိုင်တယ် join တော့ဟိုဘက်ကနေပတ်လာမှာဗျာနော် Oh my Jenny ကိုပဲရှာမလားကျွန်တော်အလီတာတော့ဒီချိန်မှာခဏလွတ်ထားပေးလို့ရတယ်ဗောနော်ဒါပေမဲ့အိုက်တန်လည်းသူ့မှာတော့တော်တင်လို့ရှိတယ်နော် join dash join let it find be baby white Fasa Feather Air Strike Oh my Jenny ကိုလိုက်ရှာနေတာမတွေ့သေးဘူးနောက်ဆုံးမှာတော့ရှေ့ရကောင် black လေးကိုပဲဖြတ်စားနိုင်မှာဘာတော့တကားကြီးလည်းမထော်ပါဘူး Hera တကောင်ပြန်တော့ကြံနေမှာ arrow တစ်ချောင်းသွားမှန်နေနေတာဒီမှာခွန်လေးတော့ရောက်အောင် parcel လေးတော့ဆွဲထားသေးတယ်1-1 လေးပေါ်တက်သွားနေမှာ Messi ကိုပြစ်ချဟိုးဘက်မှာ parcel ကေးထပ်ပြီးတော့ကောက်ဖို့တော့ကြိုးစားမယ် Oh my Jenny တော့ပြေးကပ်ပြီးတော့ zip ပြီးအရန်နေပြစ်ချင်နေတာရာဝါသေးတယ်ပတ်ကလေးနဲ့ကျွန်တော်မှ Cherokee ကြားမှာတော့နှစ်ကောင်ပြန်သေးသွားတယ်ပေါ့နော် Mega K double K နဲ့တူပဲ PSကျွန်တော်အကောင်းဆုံးတော့ 10 တင်ပေးနေသေးပါ3កောင်K trade တိုင်းနဲ့တစ်ဖက်မှာလောက်တော့ Selena နဲ့ join လုံနေတာလေးတော့ပြန်လာပြီးတော့မလူတော့ဘူး PS နဲ့လည်းပြန်သွားတာဆိုတော့ပေးတော့ပေးရဖို့များတယ်ဗောနော်ကန်နီနဲ့ let find ပြီးတယ်ဗါပေးထားတယ် Selena Arrow ဒါမှ Harabusa ပြန်လာပြီး Harabusa ပြန်လာပြီး Ricky ကိုချင်းအလီတာလော်ရီကိုရောက်ယူဝိုင်းနေပဲ AI Esport turning point တခုတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်လောက်တော့retreat နှစ်အောင်တော့လူပေါက်ခဲ့တယ်ဆိုပေမဲ့လည်း Maxman Granger ဖြစ်တဲ့အလီတာအနေနဲ့ပဲလောက်ရောက်ယူပေးသွားတာကြီးကလည်းတော်တော်ကြီးကိုအံ့ဩစရာကောင်းနေခဲ့ပြီပြိတ္တာဟောလေးပေါ်တက်နေတာပါတဲ့နှစ်ကောင်လုံး join ရော Selena what the fuck တော်နာမှာအများကြီးရှိရင်လည်းထားတော့လေနှစ်ယောက်တည်းရှိပြီးတော့အဲ့လိုကြီးလေးပေါ်တက်လို့မရဘူးလေကောင်လေးတို့ရဲ့ကဲဆိုတော့လော်လေးကတော့ AI ဘက်ကနေတော့ယာဝိုင်းနေပဲအပြောင်းလဲတွေကတော့ဖြစ်နေပြန်ပြီဗျဒီပွဲမှာလည်း Fasa Feather Air Strike နဲ့ Con ဖလေကာလေးတော့ခုံပြီးတော့ပြေးဝိုင်းနေပဲ AI Esport အနေနဲ့ကတော့ရရှိလာတဲ့လော်လေးတော့အကောင်းဆုံးသုံးချနိုင်မလားဆိုတော့ကြည့်ရမယ်ပေါ့နော်။ Mathis အနေနဲ့ဒီလောရခဲ့ရင်တော့ Mega Tower တွေ pressure စပေးရတော့မှာဆိုပေမဲ့လည်း AI ဘက်ကိုလော်ကြီးပေးလိုက်တာဆိုတော့သူတို့ကပြန်တော့ defend မယ်အနေထားမျိုးဖြစ်သွားပြီဘရို။ Can join let find be ပေးပြီးတော့လော်လေးတော့အကောင်းဆုံး hand နဲ့လှုပ်ထားသေးတယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့လော်တော့အရင်ကြီးပူပူကက်ကက်ကြီးမရှင်းတော့ဘူးဗျခက်ခေါ်ခွာလေးပဲရှင်းတော့တယ်အဲ့ဒါလည်း Manga နဲ့ decision making ပါပဲ။ not mid tower တွေပါပြန်ပေးရsecond tower ကြီးလည်းပေးရမှာကဲဆိုတော့ ဘောင်းပါပြီးသွားစားရင်ချောပါနော်မရဘူးဘောင်းပါလို့မရအောင်အဲ့နေရာဟုတ်လေပေးနေတာပေးရမှာလော်ပေးရတာဆိုတော့တ
သူတို့ခုနကလိုလောက်ရမှာကွာတကောင်ဘိတ်ပေးဖို့လိုတယ်ဘိုးရဲ့တကောင်တော့လမ်းဖမ်းပြီးတော့ဥမှန်ချန်ဒီ feather air strike ကျဲမဲ့ချိန်ကိုစောင့်ပြီးတော့နင်းမှရမှာတိုင်မို့မလွယ်ဘူးကဲနော်ဒီဘက်ဒီပီလေးကလည်းမဲတယ်ဘရိုနော်တကောင်အဲ့လိုမျိုးတားမဲတာဟိုမှအရင်ပြကျင်နေရကြီးကနော်ခုနကပြန်တေသွားတဲ့ခိုက်တဲ့တော်တော်ကြီးတိတာတယ်ဇပီတေသွားတာဥမှန်ချန်ဒီတာလေးကတော့ဒါတော့မင်းတိုက် level 1လေးပြစ်ခဲ့လို့နော်ဒီလားပတ်ကလေးနဲ့ရသွားတာသူလိုက်ပြစ်လို့ရှိရင်သေအောင်မယ်အဲ့နေဟာတေလာတော့တေပါတယ်ကဲဆိုတော့လောတွေပါတွေတော့ထပ်ဆောက်အောင်မယ်ဘာဖြစ်ဖြစ်ပွဲတော့မျှနေတော့မယ်ဘရိုနော်ဒီမှာမဲက3လမ်းလုံးကျန်နေသေးတယ်စကန်တာဝါတွေကတော့အကုန်မရှိတော့ဘူး2သိန်းလုံးဆိုတော့ဒီထွက်လာမဲ့တက်လော့လေးကတော့နော်အဆုံးပြက်တွေပါဖြစ်သွားနိုင်တယ်ဗျအဲရိုလေးလည်းနေထားနေတယ်ဒီတလောတော့အဖြေပဲဘရိုနော်ဒီချိန်မှာတော့50-50ပဲနောက်ဝက်ကိုကြည့်ဘရိုဘလောက်မှမကွာအောင်နောက်ဝက်ကဟိုဘက်ကိုကူးလိုက်ဒီဘက်ကိုကူးလိုက်လုံနေတာ1-1လေးလည်းပြစ်တာတော့ပြစ်နိုင်နေပြီဆိုပေမဲ့เนาะခုနလိုမျိုးကြီးမပြစ်ဖို့တော့လိုတယ်အပေါ်လမ်းမှာတော့ခုံတော့ဖြတ်တယ်နောက်မှာ Tidal Strike Tsunami Slam Fasa Feather Air Strike ဒါပေမဲ့ကန်ကြီးရောက်လာပြီ Oh my Genie အသေးခံပြီးတော့ကျဲပေးဝိုင်းနေမယ်နောက်ဆုံးမှာ Rido ကနောက်ကောင် trade ထားတယ် Winter Crown လေးတော့ခဲထားတယ်ဆိုမလဲရနေသေးလား Zippy Winner Nature ပြန်ပြစ်နေတဲ့အနေထားတော့မှာ Zippy Stay Alive နဲ့တူပဲ Hero K 2 for 2 trade တော့ဖြစ်သွားပြီဒီခါတော့ Zippy ပြသွားတာညီကိုရလေးကတော့ဟုတ်တယ်เนาะဒီဘက် initiator ရဲ့စပဲကုန်စားသွားတာเนาะကန် easy ဝင်ရုံပဲနောက်ကနေဟုတ်တယ်ကန်မင်းလောဥမှန်ချင်းနေကလည်းအမှန်တိုင်းပြောတိုက်သူအဲ့နေရာမှာသူတေလူပဲထားလိုက်တာဒီလားသူရောက်တုံးသွားတယ်အဲ့မှာ Cherokee နှစ်ကောင်တော့မြခံတိုင်းနောက်ဆုံးမှာတော့ Nico Flicker ပေးထားတယ် join letter 5 ပြီးနော် Winter Crown တွေပါရလည်းရှိတော့ရှိပေမဲ့ကူးတော့လဲနေတဲ့နဲ့တူတယ်ဗောနော်ဆိုတော့အဲ့မှာ Lord ထွက်တဲ့ time လေးကိုပဲထပ်ဆောင်အောင်ပါနောက်ဖာလုံးမှာတော့ကိုတီ hero လေးကတော့ပြန်ထွက်အောင်မယ်ဗောနော်ခုနအပေါ်လမ်းမှာခွန်ဘိတ်နေတဲ့အချိန်မှာကျွန်တော်ဝင်နေတော့အဲ့လိုမျိုးပဲလုံးအောင်ပါဘရိုကျွန်တော်ပြောတဲ့ဟိုသားOh my Jenny ကိုတက်ချင်လို့ဆိုတော့လေဒါပေမဲ့ဒီချိန်မှာကျတော့ leader လည်းဖတ်လာသလို PS ကလည်း damage ထွက်လာပြီလို့ငါတော့ထက်ချအောင်ပါเนาะဒီဘက်မှာ hero တွေကတော့ပြန်ထပ်ပြီဆိုတော့ကဲစပဲရမရှိဘူးเนาะ flicker တွေမရှိတော့ဘူးဒီဘက်မှာ purify နေပါကြံနေသေးတယ် AI တော့ကတော့เนาะဗတ်တယ်စပဲတွေကတော့ဥသာဖြစ်သွားမလား event တွေများဖြစ်သွားမလားတော့ပြောတတ်ဘူးဗျအေးเนาะဗတ်တယ်စပဲလေးတွေဟုတ်ပါ AI ဘက်မှာ purify နေချင်နေသေးတယ် Tidal Strike လွဲသွားပြီဘိုးရဲပြန်တော့ဘတ်မှရမယ် Selena Arrow နောက်မှာ Fasa Feather Air Strike ဒါမှလည်း join နေနေတော့အလယ်လမ်းမှာပဲရှိပါတယ်ဝင်တော့မတိုက်ဘူးဗျဆိုတော့ဘိုးရဲအနေနဲ့အိမ်လေးပဲခဏပြန်မလားပေါ့နော်နောက်မှဟီတော့ဟီနေပါတယ်ခွန်ရန်ညာ damage ထွက်လာပြီသားကြီးငါခုနကတော့ Megane Time မှာပြောခဲ့တာကိုမေ့လိုက်တော့သားကြီးအလီတာကိုလည်းကြည့်မှရတော့မယ် Granger လည်း damage ထွက်လာပြီเนาะဒီဘက် PS လည်း damage ကပါလာပြီဗျာเนาะတည့်ရတိုင်းပဲ Pori ကအချိန်ရအောင်အနေနဲ့ကျန်းလာတော့မှ identity ပါလာပြီဆိုတော့မှန်နေဗျာအချိန်မှာတော့မားတဲ့သင်းကတော့မားလို့ခံမှာဟုတ်တယ်เนาะဒီကိုအဲတော့တချောင်းတစောင်းလေးလန်းပြစ်နေတာဟိုမှာအဲ့ဒါနဲ့ဟိုမှာသွေးရော့နေပြီမန်စီကသွေးတဝက်အဲ့မှာ Tidal Strike Tsunami Slam Join Electrify ပြီးနဲ့ Alita နောက်ပြေးကတဲ့ Winter Crown ခဲရသည်အသီးသီးပဲနောက်ဆုံးမှာ Alita လွတ်သွားသေးတယ်နော်ပြန်တော့ပြစ်ချဝိုင်းနဲ့ Selena ကုတ်ချအောင်မှာ PS ကတော့ပြန်တော့သွားပြီ2 vs 2 trade တိုင်းမှာနောက်ဆုံးမှာ1-1ပြစ်ချနဲ့ Dog Bake မန်စီကိုပထမပြီးတော့သိမ်းမိုက်တိုင်းမှာ Alita နဲ့တကောင်နဲ့ပဲ one man show ပြောင်းမလား Arrow တချောင်းထီသွားမလား1-1လာပြီဘိုရဲလာပြီကွန်စီဖြောက်အဲရိုတချောင်းအလီထာအပြကွက်တွေပြမလားလီတာကွက်တွေပြမလားဆိုနာတာ Tidal Strike သွားပြီဗော Tsunami Slam နောက်ဆုံးမှာ1-1ပြစ်ချဲနေရတော့အလီတာပါတေဆုံးသွားတဲ့အခိုက်အတန့်မှာ Hero K ၄ကောင် AI Esport ပေးလိုက်ရတဲ့နောက်မှာကျွန်တော်လောပါထပ်မှန်ပြီးတော့ဆုံးရှုံးအောင်လို့များတယ်ပေါ်လမ်းမှာလည်း Black က Crito နဲ့ပြဿနာတက်နေတယ်ညီကိုတို့ဆိုတော့လော်လေးတော့မြန်ဆန်လေးလှုပ်လိုက်တာတော့ပိုကောင်းပါတယ်ဒါပေမဲ့လာဖို့တော့ကလည်းမလွယ်တော့ဘူးဆိုတော့ဒီလောကတော့ Mattesi ပြန်ရသွားပြီဆိုပွဲပို့ပြီးတော့တန်မိုးက high လာပြီညီကိုတို့See you at the door ပဲညီကိုတို့เนาะလုံးဝဒီဘက်ကကျွန်တော် join လေးစောစီရလိုက်တယ်ဆိုပေမဲ့เนาะ Nico Arrow တွေကတကယ်ကောင်းတာ PS သွားမှန်နေရနဲ့เนาะဘယ်နှချက်မှမကုတ်သွားဘူးเนาะ Nico performance တွေကိုလည်းဒါထည့်ပြီးတော့တွက်ထားရမယ်ဒီကတဲ့ဒီကနိုင်သွားတဲ့ချက်ကတော့ Nico ကြောင်းမယ် Nico ကကောင်းတယ်ကောင်းပြီးသားစိတ်လေးနည်းနည်း short ဖို့ပဲလိုတာမဟုတ်စိတ်ထိန်းဖို့လိုပါသေးလားတန်ဖို့ရမ်းမဟိုက်သွားဘူးဒီခါလေးကျအဲ့လိုဘေးနာတယောက်ရှိလို့ရှိရင် Nico နည်းနည်းပါလေးပေါ်မြောက်သွားရဆိုဘေးနာဆွဲချတာမှာတဲ့မှာကျိုးလိုက်တုတ်ထိန်းလိုက်လုံးဝတန်လုံးတော့အောက်မှာခြိထားမှာညီကိုတို့နည်းနည်းမြောက်သွားလို့ဗျာကဲတက်ပြီเนาะဒီဘက်က defense fasa တွေဘာတွေကတော့ရှိရဆိုတော့လေเนาะ AI နဲ့ရ9ကောင်နဲ့เนาะတက်လာမယ်အနေထားကို defense နိုင်ပါမလားဆိုတာလေးလည်းဆက်တော့ကြည့်ရမယ်ဗျ defense လို့ရမယ်ထင်တာပဲဒါပေမဲ့မဲကတလဲလောက်ကတော့ပေးရမယ်နေလို့လေကျွန်တော် fasa ပဲ Air Strike နဲ့ Alita ပြစ်တာနဲ့နေမယ်
လုံလောက်ပါတယ်ဒီလောက်အဖြည့်ရှင်းမှုတော့ကဒါမှမဟုတ်ဘိုးရဲဝင်ဖမ်းတာတော့အဲတို့တစ်ချောင်းမှန်ဝိုင်းတို့ဘာလို့တော့မပြောတော့ဘူးပေါ့နော်အဲ့မှာလဲ Title Strike Tsunami Slap Flicker မရှိဘူး Winter Crown လေးတော့ခဲထားတယ်မဟုတ် Purify မျိုးတော့ခုတော့လဲနေတယ် Elite တကောင်ဖြတ်ချခံလိုက်တယ်ဘိုးရဲဖမ်းချက်အောက်မှာတော်တော်လေးတော့လှပဝိုင်းမကန်နေလိုက် Item တွေဆော့ဝါတွေးလိုက်တယ် Winter Crown နဲ့ Immortal နဲ့ကောက်ဆွတ်တစ်ဖက်မှာတော့ Elite မရှိတော့ Oh my Jane ဒီကောင်နဲ့ပဲ defend တော့မှာရသေးလား Magic Damage လေးနဲ့ထမ်းတော့ထမ်းပေးလို့တော့မရတော့နဲ့တူတယ်လဲလန်းအပေါ်လန်း Creo တွေဝင်လိုက်တယ်မတော့မစစ်ပြီးပြန်ပစ်တယ်နောက်ဆုံးမှာ Title Strike ဘိုးရဲတကယ်ကောင်းတဲ့ဖမ်းချက်တွေအောက်မှာပဲ Hyogen နှစ်ကောင်ရလိုက်တာကောနှစ်ကောင် Elite PS ကောသူထိမ့်ပေးသွားတာဘိုးရဲ is doing it နောက်ဆုံးမှာ Chris Yadro စစ်ပြီးပြေးချိုးဝိုင်းတယ် Game number 2 Madison C အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ညီကိုတို့တကယ်ကိုကောင်းမွန်လှပါတဲ့ series တခုဖြစ်မှာတော့အသေးကြပါပဲညီကိုတို့နီကိုတော့အကုန်လုံးကပြန်ပြီးတော့ယုံကြည်မှုတွေရှိလာတဲ့အပေါ်မှာလဲဒါကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဟိုမှာကျွန်တော်ကန်ဆိုရင်ဒါနီကိုတိုင်းမင်းကောင်းတယ်မင်း